ရနေပြီဟုတ်ဟုတ်ကိုရတဲ့နေလိုက်ဆိုတာပေါ့ဟုတ်တယ်အဲ့ဖြစ်ဖြစ်ဟုတ်ကိုဆိုတာရှာရမှာဟုတ်တယ်ជីမူရိုက်ထားအောင်မယ်အမတ်တရအဲ့ဒါဘလို့ပဲသွားအနေရမျိုး96ပါကင်းရှင်းတယ်ဟုတ်ជីဟုတ်ကဲ့ជី你没来选呢，没啦。你没啥得的都离山熬的吧？စာတတ်တယ်နော် तू อ่ะအင်္ဂလိပ်စာလာခဲ့မဲစီးတယ် तू ကမဲစီးရောအော်တာဘယ်စဘလို့ဘလို့ပါဟုတ်ပါဒါအင်္ဂလိပ်စာပါရာစီတမောပါပါစီတမောအင်္ဂလိပ်မှာမဟုတ်တင်သွားတာဟုတ်တယ်ကိုကမဟုတ်ជីအဖွားရဲ့စိတ်တွေလည်းပါတာပေါ့အဖွားရဲ့ထထမြက်မြက်စိတ်တွေကလည်းပါလာတယ်လေជីတို့မှလေနော်တအားတဘောပေါက်ဟုတ်6-5လေးဘလောက်8-5လေးဘလောက်9လေးဘလောက်ဟုတ်ဒီကုန်ရတယ်တော့ဟုတ်ဟောတယ်တော့ဟုတ်ဒီအဖေကမရဟာပြနေမှမသိဘူးဟာအဖေကရိုးတာအဖေကဒါမှစကောင်းတက်တဲ့အမေဟုတ်ជីတန်းတင်နေဘာလုံလာအော်ဘာလုံရမလဲငါဘာလုံတယ်ဟောဘာဘလောက်ဘသူဘလောက်ပြရမှာအကုန်တွတ်ဟုတ်ဒီအမလေးအမေပဲတော့မဆန်းအဲ့ငါတို့ညီမတို့အဲ့လိုပဲပုံရတယ်ဟုတ်ဒီအကလေးတွေဦးနော်ဆန်းတာပေါ့ဆိုတော့ဘာတက်လဲဖက်စကူတက်လာဆိုတော့အဲ့ဖက်စကူဆိုခိုင်းတာသူမီးတွေရတယ်သူတို့တခါမှမခိုင်းဘူးခိုင်းတာဘာရလဲဆိုတော့ငါထောက်ဟုတ်စမ်းတက်ကြည့်တယ်ဟုတ်ဒီသူခါအမရာမေးတာသူတခါမှမမေးဘူးညလာမေးဖို့ပြဆိုတော့ကွန်ကွန်နော်ဘောငမဆာချာမီမြေကွာရတော့ကွာစားကွာနေတယ်ဒီမှာရှာလို့ပြန်ပြောတာဒီလိုရှာမတွေပြန်တော့ပါပြန်အခုပမာပြီးရောက်လာပြီမပြန်တော့လဲပမာလို့ရှာမလည်းကျင်ကောက်ဆုံးမဟုတ်မသိမကျင်ပဲပမာလို့ပြောတယ်ပမာပြီးရောက်ပြီတဲ့ပမာစကားပြောခုလေတာជីသူတို့ဟိုမှာကျရှမ်းလာရှုမှာကျရှမ်းလိုပဲပြောကြတော့လေရှမ်းလိုပဲပြောတာသူတို့အဲ့ဒါជីအဲ့ဒါကလည်းလေသူတို့ကရှမ်းနေရလဲလေဘယ်လိုပြောမလဲဆိုတော့ဗမာစာကိုမသိပေးတဲ့အချိန်ကျကလေးတွေကဗမာစာကိုမပြောတတ်တော့တာပြအခုကျတော့လေတာမှာအခုတော့ဟိုယူတော့ရင်ဘာတင်နေဘာတင်နေအကုန်ပြောတာတော့ကွန်ကွန်သူကစတင်တာဒါပါလေစခငါဘာလို့လဲသူ့မရှိပြောနေအမလေးရလက်ထရေးတင်တယ်လို့ပြောတယ်ရက်ငယ်အငယ်မငယ်ဆုံးမငယ်ဆုံးမငယ်လို့ပြောတာ ਨੇ အဲ့ဒါခုအကြီးမငိုတယ်ဟိုကကွန်ဦးလေလေဟုတ်လားကောင်းဆောင်သူ့ဖေလိုပဲဇာတ်ကို10နှစ်လောက်ပဲသူငယ်တန်းကို10နှစ်လောက်ကလေးလေးဟိုကကျတော့လေတယ်တော့ဖုန်းမကြမ်းဖုန်းပစံပြီလေတယ်ပုံမှန်လေးជីအဲ့ဒါကြောင့်ကိုကြီးရဲ့ဟွာလေးနည်းနည်းတော့ပါလာတာဗောနော်ជីရေတူတော့ပါလာတာဗောနော်သူ့လည်းအဲ့လိုမျိုးပဲလေဟုတ်ပေါင်းလိုက်တော့အဲ့ဒါဆိုတော့ကလေးကနည်းနည်းလေးဟုတ်နေတယ်ခေါ်ဟုတ်ជីဟုတ်ရမဆိုလို့ရှိရင်တော့ပြုပြင်ဖို့လည်းလိုဟုတ်ជីပြုပြင်မှမရជីဗီဇပါလာပြီးသားလေမိုးရပါဗီဇပေါ့အမေရဲ့ဗီဇနဲ့အဖေရဲ့ဗီဇကိုပေါင်းစပ်လိုက်တဲ့အချိန်ကျဒီကလေးလေးကဒီလောက်ပဲရမှာပေါ့ជីရဲ့နော်အဲ့လိုဖြစ်သွားဒီထက်တော့မရတော့ဘူးလေနော်အဲ့လိုပဲပေါ်တော်ဖြစ်သွားဟုတ်ជីဘယ်လိုပေါ့ပြောမလဲဆိုတော့အလုပ်ဆိုခိုင်ငါတော့ဟာဒီစမ်းညစ်ပတ်တရှင်းလို့အဲ့ကလေးနဲ့ကောင်းလေးလှုပ်တယ်ကွန်ပြင်းလာလူလည်းမလုပ်ဟုတ်လားစိတ်ဝင်စားစိတ်ကိုဆော့အန်တေ
ပြောဖြစ်တယ်သူကန်တယ် ဟုတ်ဒီကြီးဟုတ် ဟိုဖြစ်ချင်းဖြစ်လာတော့သူဖြစ်ချင်း အော် နော် ဟုတ်တယ်ကြီး ဒါမှဘယ်လိုပြောမလဲဟိုမကြိုးမကန်းမ ဟုတ် ပဲမလဲတော်သေးတာ ဟုတ်ဒီကြီး အဲ့လိုမျိုးတွေ့ရရင်ဘယ်နဲ့လဲဆိုလည်းမရှိသွားနိုင်မလား ဟုတ်တယ်ဒီကြီး အဲ့ဟိုမင်းတို့ ကြီးဟိုကလေသမီးဟိုမန်လေးအိမ်ကဆိုတာအဲ့လိုမျိုးလေးကြီးတွေ့လိုက်တယ်မလား အေး ဟိုမသွားနိုင်မလားနဲ့အကုန်လုံးဝေးနေရအဆင်မပြေဘူးလေကြီးနော်သူကသူဟိုအုံနောက်ထဲက100ရာခိုင်နှုန်းမပါရင်တော့မှ80လောက်ပဲဆိုရင်မဲ့သူကသူသွားနိုင်တယ်လာနိုင်တယ်စားနိုင်တယ်ဆိုဒါတပန်းတာသေးတယ်လေနော်ကြီး အဲ့ဒါတခုတော့တာတယ် ဟုတ် ကိုမင်းတို့တောင်ပါလေပူပူလေးတလောက်ကြီးရှိ30ခန်းနဲ့တဲ့ အော် အဲ့ဒါဘယ်လိုသွားလဲဆိုတေးတိုက်သွား အော် ဟောတာတော့မျက်နှာလေးရကြ ဟုတ်လား ဒါရမရှိတူ အော် လက်တော့ရှိ ဟုတ် အဲ့ဒါကြည့်ပဲအော်တော့ဒုက္ခလေဒါရဟိုရှန်ကားတဲ့လိတ်လို့လေတော့ အော် မရှိ35နဲ့တဲ့ အော် အဲ့ဖွာမျိုးရောက်ဘယ်နဲ့လုပ် ဟုတ်ကြီးဟုတ်ကဲ့ ဘာပတ်စံချမ်းပါလေ အော် ဒီကလေးမျိုးကပတ်စံချမ်းပါ အော် တူမျိုးလည်းပတ်စံရှိ ဟုတ် တော့ အော် ဒါကြောင့်မလဲအလိုလိုက်ပြီးသူတရဆက်ကုန်လို့ ကြီးဟိုလားတိုက်ကလာတယ်ဆိုတဲ့သဘောလား ဒီအလိုမျိုးလည်းဖြစ်တယ် အော် ချိုးကြမလာမပါဘူး ဟုတ် မလာမပါဖြစ်တာချိုးကြလက်လက်ပါ ဟုတ်ကြီး တယောက်ရှိတယ်ဟိုတော့ကြီးကောင်းဟာမပြော အော် အဲ့ဒါကျတော့အကျိုးပေးတာအမလေးအဲ့ဒါ तू ကမွေးဆိုတော့မွေးရလောက်ရှိတယ် ဟုတ် အဲ့တဲ့ အော် တော့ရွှေဖြစ်နေ အော် ကလာတဲ့ကပေးတာ အော် အကြောင်းဖူကရှယ်ပဲ အော် သူ့ဖူကသူ့ဖေကဖူကအခါပန်း အော် စီးပဲ ဟုတ်ကြီးဟုတ် ဒါမွေးဟာသူ့မီးပေါ့ အော် အမေကျောင်းတစ်ဆောင်လုံးပါလူတာ အော် တကားတော့ ဟုတ်ကြီး သူတို့ဘွားကိုကြွေးပါနော် ဟုတ်ကဲ့ကြီး ရှိသေးတဲ့အိမ်နားမှာခုတော့တည်သွားတယ်မှတ်နေ အော် ကြီးနဲ့အသက်တူတူ ဟုတ်ကြီး ခုနလာကြီးတယ် အော် ဒါရကောင်းဒါရရှေ့ရပြင်း အော် ကြောက်ဒီတိုက်ခုနလာပဲကွာနော် ဟုတ် တန်တရဲ့နဲ့သမီးတို့နဲ့သမီးနဲ့ငါတားနဲ့တူတူပဲငါသမီးနဲ့တူတူပဲငါအဲ့လိုမျိုးဖြစ်စေချင်တယ်ခြေတော့ကမကောင်းတိမ်တိမ် ဟုတ်ကြီး ရှာရတော့ကြာနာချီကလေးထွဲ ဟုတ် အဲ့သူ့မရတည်တော့သူ့ခွေလောက်ဟာချီ အော် သူ့ကလေးတည်တော့သူလည်းတည်တော့ အော် အဲ့လို ဒီဘဝဝတ်ကြသွားတာဗောနော်ကြီးအဲ့လိုဆိုဟုတ်တယ်ကြီးအဲ့လိုလက်ဆိုင်တော်သေးတာဗောနော်ဟုတ်ကြီး အဲ့ကောင်းချီကောင်းဘောမကောင်းတော့သူဖြစ်လာ ဟုတ်ကဲ့ဟုတ်ကြီးဟုတ် ဟိုသူမကောင်းတယ်နေတယ်ကောင်းတော့အားကြောင့်ဆူတော်မမားစင်တယ်လို့ပြောတာ ဟုတ်ကြီး ဟိုကလေးရှိလာပြီးပါလာပြီးဆိုမကောင်းတော့မကြည့်နဲ့တချို့မြောက်ပွဲကြည့်တယ်တခြားကျတော့မကောင်းတာကြည့်မကြည့်ရသူရှင်ကြည့်ရတယ်ကောင်းကောင်းကြည့် ဟုတ်တယ်မကြည့်အောင်ဗကြီးတဲ့ဆိုအမျိုးရှင်တွေက ဟုတ် ဖြစ်လာတဲ့ကြောင့်ပြော သူရဲ့စိတ်ကဆွဲတာဟောဖြစ်လာတာနော်ကြီးနော် အဲ့ဒါမီကရိုဘာလဲအဲ့အဲ့သူကမေ့တိုးတဲ့ အော် တိုးတဲ့ကတုံးရဲ့လက်မရနဲ့တော့ချောတာ ဟုတ် ဇလန်းရှိချောတာအားနဲ့တမင်းမကိုဝင်ရှိတော့သူကနဘန်းတက်တဲ့ပုံကတ်ထားတယ် ဟုတ် ဒီကနေ့နဘန်းတက်တဲ့ပုံမမတို့လာသူနဲ့ကတော့ဖြူอีกเลยมต้งไอ้งาคลีมဒါပေမဲ့တွေးစစ်ကြည့်တော့တူတယ် သူ့သွေးပဲ တွေးပဲ ဟုတ် အဲ့ဒါကိုသူလက်မခံ လက်မခံအောင်ဟုတ် ဆရာဝန်ကပြောတာတဲ့ဇလန်ထဲမှာခင်ဗျားတို့အိမ်မှာဘယ်လိုရှိလဲကျွန်တော်လိုက်ကြည့်မယ်ငါဘန်းတက်တဲ့ပုံအဲ့လိုပုံပေါ့အဲ့လိုပုံဟာဒါလေးခင်ဗျားကိုရှိဝင်ကြည့်လားဆို ဟုတ် နောက်ပြီးကျအိမ်နဘန်းကွာဆိုတအားကြည့်ရတယ်အိမ်မေမှာ အော် တော့ဝါသနာပါတော့ ဟုတ်ဒီ ဘောတူကြည့်ရတယ်လုံးကြတက်ကြဖင်းနေပြီးကြည့် ဟုတ် အဲ့ဒါလို့သူကြည့်ရအဲ့ဒါလည်းကြည့်ရဒါဖြစ်လာတယ် ဟုတ် ဘိုက်ကြည့်တဲ့ဘိုက်ရှိပြီဆိုတော့ကြည့်ရ ဟုတ် အဲ့ဒါကြည့်လို့ရှိလူမျိုးမွေးလာတတ်တယ် ဟုတ်ဒီဟုတ် ဟမ်အဲ့တော့ဆရာမသူကလေးသူနဲ့ရှင်ကလေးကမီးတို့ မဲနေတာ မီးတို့လုံးနဲ့မွေးတော့မီးတို့နဲ့မွေးတော့
都用不着。好姐，都没把它去吹了，都得得错了呢。好的，人家把它洗，好的打不姐，都错，他们打真，真真波西西波叔叔姐姐姐，好的，波西西姐姐，都啊打那漂亮嘞，当然，但没路路没入步，都话你带阿舅了啷的，怕别忘了。姐都啊话嘞，但没路山啥啦嘞，都是种啥路面啦，我帮你猜嘛，没啥有啦姐，都不嘛，这不嘛的种啥的呀？哦，撇吧，好，都打一撇的。အဲ့ဒါဆိုတော့တိုင်းပြည်နဲ့ဆိုင်တာပေါ့ 是。 ရေမြေနဲ့ဆိုင်တာပေါ့ជីជីနော် ဟုတ်ជីជី အဲ့လိုကွာတော့ဒါပေမဲ့လူပြောမလဲချောတာကြတယ်ချောတာ ချောတာတော်တော်ချောတယ်ជី ချောတာ ជីជី ကောင်းပါလားကောင်း သမီးလေးမန်လေးအဲ့မှာဘားခဲ့ရမှာကြာတော့လေဂျူးလူမျိုးလို့ထင်တယ်ជីဒီလား Israel ဟိုဘလို့လာမှန်းမသိဘူးជីជីအသားကြီးကလေ လာပြီးဒီဥစ္စာလေးရေတောက်နေ ဟုတ်တယ် ဂျူးဆက်က ကြီးပြီးတော့ជីជីအသားကြီးကလေဘလို့လာမှန်းမသိသူ့ကြည့်လိုက်တာနဲ့သူကအသားကြီးလာတယ်ဆိုတာကိုလေသိတာတယ် ဟောတမိသားစုလုံးလာလဲတာလေဟိုတိုင်းဟိုကဘာလက်ခီးတယ်ပေါ့လေကြီးရဲ့ဟောတော်တော်လာကြတာနော်ကြီးလာတဲ့တိုင်းပြည်တော်တော်လာတာ လာတယ် အစ္စလမ်နေလဲလာတယ်ကြီး လာတယ် အစ္စလမ်လူမျိုးတွေလေ အစ္စလမ်လူမျိုးတွေကလည်းပြောတာမဟုတ်ဘူးဥစ္စာနဲ့ပါလေရခိုင်နဲ့ဆက်လို့ရှိရင်မဲတာ ဟော အဲ့ဒါတို့ကဒီနေ့နဲ့ဆက်လို့ရှိရင်တော့တော့လင်းဘူးလူမျိုးလေလင်းဘူးကြတော့ချောတာ လင်းမှုကချောတယ်နော် လင်းဘူးကချောအဆိုးလည်းကောင်းတယ်အပြောလည်းကောင်း ဟုတ် အဲ့သူ TV ထဲမှာလာရှင်စလန်လက်ပွားလေးလက်ပွားမင်း ဟောလာပါမယ်သား မွတ်စလင်တော့ မွတ်စလင်ဟော ချောမချော ဟုတ် ဒါသူရက်တဲ့ကားလေးမှာဒါကြည့်အကောင်လား ဟုတ်ကြီးဟုတ် ဒီတန်တရာဘာရှိသေးမိနေတာအဲ့ဥစားအဲ့မင်းသားအခုအိုဝိုင်းတော့အဲ့ဖူကြီး အမိတာပါကျန်းလား မိ ကြီး တာပါချမ်း အော် ပြောမလို့ ကြီး तू ကလေအမိတာပါကျန်းကလေအဲ့လိုပညာပေးကားတွေပဲရတော့ तू ကကဘာကျော်လည်းမပြောနဲ့ဟုတ်တယ်ကြီး သူကားလေးဆိုဘယ်တော့မှကယ်ဒမီမရတာအကုန်ကယ်ဒမီ ဟုတ်တယ်ကြီး အကုန်ရတာ ဟုတ်တယ်ကြီး သူတို့ဘာကစားတာစားပါစားအကုန်အယောက်90လောက်ရတာ ဟုတ်တယ် သူ ကြီး ကောင်းတာလေဒါပါချမ်း တရုပ်ဆောင်တာကတရုပ်ဆောင်တာကလေတော်နေရလေကြီးအပူမရှိအလိုမရှိ အလုံးရှိအကုန်ရှိဒါမှပြောရမယ်လို့ပါတိုင်းပညာတက်ပါမိနေတိပ်ဆက်လေ ဂျက်ကီချန်လား ဂျက်ကီချန် ဟုတ် ဒါကောင်းတယ်နော် ဟုတ်တယ် သူကားလေးဆိုမလွတ်တန်း ဟုတ်တယ် သူလည်းအ ကြီး မြဲတမ်းကယ်ဒမီရ ဟုတ်တယ် အမလေးသူကားဆိုရှေ့ ဟုတ်တယ်ကြီး အဲ့လိုရှေ့မရှိအလိုက်တယ်ဂျက်ကီချန်လိုက်တယ်မင်းလည်းပြောတယ်ပချိုင်လေးနဲ့လှဒါချောဒါမှသူက ဟောလားကြီးဟိုဂျက်ကီပချိုင်လေးနဲ့ဟောလားဂျက်လီလား ဂျက်လီလည်းရှိရလေ ဂျက်လီလည်းရှိရနော် ဂျက်လီလည်းရှိရ အော် နှစ်ယောက်ရှိရ နေရရှိဂျက်ကီချန်နဲ့ဂျက်လီနဲ့ ဂျက်လီနဲ့တိုင်းပညာမှာကျွမ်းတာဖီးနေနေ ဟုတ်ပါ ကောင်းသူကားဆိုလေဘယ်တော့မှကယ်ဒမီရတာကောင်းတယ်နေရ ဟုတ်ကြီး အလုံးကြည့်ချမ်းနေကြည့်အဖြစ်လက်ပွားမင်းသားအားလာ ဟုတ်ကြီး တော့မူစလင် ဟုတ် တော့ရထားတာဟိန္ဒူမနဲ့ရ ဟာလားဟိန္ဒူမနဲ့ရလားကြီးဩ ဟိန္ဒူမနဲ့ရတာသူစကားတွေဆိုဟိန္ဒူမနဲ့ရတဲ့စကားတွေကြီးပဲတက် ဩ သူကအဲ့မှာတော့ပြီးနွားကြောက်ငငယ်တော့နွားကြောက် ဟာ ငငယ်တော့ဆေးတော့သူများရှိမှနွားပါကြောက် ဟာ စိတ်သွားကြောက် ဟာ စိတ်သွားကြောက်